UAB ရုံချုပ်ကြီးကတော့2010 August လမှာစတင်ဖွင့်လှစ်ခဲ့ပြီးဖြစ်တဲ့ရန်ကုန်တွဲလူတွေကိုခေါ်တဲ့အခါမှာကိုယ့်ရဲ့ career ကို develop ဖြစ်ချင်တဲ့အတွက်ကြောင့်မို့ဝင်ရောက်လျှောက်ခဲ့တဲ့အဲ့ချိန်မှာ2010မှာဆိုရင်ပွင့်သစ်ဆန်ရဲ့အပေါ်တက်မှာစပြီးတော့အလုပ်တွေလုပ်ခဲ့တာပေါ့နော်အဲ့ချိန်တော့ရုံချုပ်ကြီးက JD တွေလည်းမရှိသေးဘူးဝန်ထမ်းတွေကလည်းအများကြီးအဲ့ချိန်မှာစုစုရုံရုံနဲ့ဝိုင်းပြီးတော့ဝန်ထမ်းခေါ်တဲ့ကိစ္စတွေလစာကိစ္စတွေဘဏ်ဝဲဖွင့်လှစ်ရေးကိစ္စတွေ uniform ကိစ္စတွေကိုဝိုင်းပြီးတော့စုစုရုံနဲ့ဆောင်ရွက်ခဲ့ကြတဲ့အတွက်ကြောင့်မို့အရန်ပျော်ကိုကောင်းခဲ့တယ်ကျွန်တော် UAB မှာစောင့်ဝင်တဲ့အချိန်ကပေါ့နော်ဒီ UAB မှာကျွန်တော်အဆင်ပြေလောက်လားဆိုပြီးတော့စိုးရိမ်စိတ်ကောရင်ခုန်စိတ်ကောအချိန်ထဲမှာဂျုံတွဲပြီးဖြစ်တယ်ပေါ့နော်အဓိကတော့ဒီလို active ဖြစ်တဲ့ working environment မှာကျွန်တော်အတွက်အသားကျပါမလားဆိုပြီးစိုးရိမ်ခဲ့တယ်ပေါ့ဒါပေမဲ့ UAB မှာကျွန်တော်အဓိကအဆင်ပြေသွားတာကတော့ကျွန်တော်ဒီမှာရှိတဲ့အမားတွေရောအကိုကြောင့်လည်းဖြစ်ပါတယ်အဓိကတော့သူတို့ကတော့ကျွန်တော်အလုပ်လုပ်ရင်လည်းအမြဲတမ်းတွဲလုပ်ပြီးတော့ဆွဲခေါ်တယ်ပြီးရင်ထမင်းစားတဲ့အချိန်မှာလည်းကျွန်တော်တယောက်တည်းတစ်ယောက်အမြဲတမ်းအဖို့ပြုပေးတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော်ရဲ့ UAB ကကျွန်တော်တို့မိသားစုလိုဖြစ်လာပါတယ်ခင်ဗျဆောလုပ်နေရတဲ့အလုပ်အများစုကနောက်ွယ်က planning တွေ partner တွေနဲ့ညှိနှိုင်းမှုတွေ branch တွေကိုပံ့ပိုးပေးမှုတွေဖြစ်တယ်ပေါ့နော်ဘေးကကြည့်ရင်တချို့ຢာတွေကမမြင်ရပေမဲ့ဒီ branch တွေကနေပြီးတော့ target တွေဖြည့်ပြီးရလက်ကောင်းတွေရလာတဲ့ချိန်မျိုးတွေပြီးတော့ customer တွေအတွက်လိုအပ်တဲ့ insurance ကာကွယ်ကိုရရှိသွားတဲ့ချိန်မျိုးတွေမှာဆိုရင်တော့ကိုလုံးနေရတဲ့အလုပ်ကဒီကိန်းဂဏန်းတွေ report တစ်ခုထပ်ပို့ပြီးတော့လူတွေရဲ့အောင်မြင်မှုတွေဘဝတွေနဲ့ဆက်နွယ်နေရဆိုတာကိုနားလည်လာခဲ့တယ်ဝန်ထမ်းတယောက်အနေနဲ့ငွေကြေးဝေဆောင်မှုပေးတာတခုပဲမဟုတ်ပဲနဲ့ customer တွေရဲ့ဘဝအိမ်မက်တွေမှာအကောင့်တွေပေါ်ပေးနိုင်တဲ့ပထနာဖြစ်ပါဝင်ပေးရတာခေါ်ယူမိပါတယ်ကျွန်တော်လည်းပဲ UAB ဘဏ်မှာတာဝန်ထမ်းဆောင်ခဲ့တာ၄နှစ်ရှိခဲ့ပြီပေါ့နော်ဆိုတော့ကျွန်တော်တို့လိုမျိုးဒါနောက်ွယ်ကနေပြီးတော့ supporting ပေးတဲ့ဌာနကလုပ်ဖို့ကိုင်ဘက်တွေရော UAB ဘဏ်ရဲ့အကျိုးစီးပွားအတွက်ရှေ့ကနေပြီးတော့စွမ်းကုန်ကူညီဆောင်ရွက်ပေးနေတဲ့လုပ်ဖို့ကိုင်ဘက်တွေရောပေါ့နော်ဒီ UAB ဘဏ်ရဲ့16နှစ်ပြည့်မှဒီနောက်နှစ်ပေါင်းများစွာအထိဘဏ်ရဲ့အကျိုးစီးပွားအတွက်အားလုံးအတူတူလက်တွဲပြီးတော့ဆောင်ရွက်သွားနိုင်ကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပါတယ် From the heart.